အားလုံးပဲမင်္ဂလာပါဒီနေ့ကူချီကဗာပြောချင်တာလေဆိုတော့ကူချီရဲ့မိဘတွေကိုကျေးဇူးတင်တဲ့အကြောင်းလေးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကူချီရဲ့ပပနဲ့မေမေနဲ့ကျေးဇူးတင်တဲ့အကြောင်းလေးပြောချင်တယ်။အဓိကပပကကြတော့ဒီလို ready made စားတွေခောက်ဆွဲချောက်တွေစားတာတွေမကြိုက်ဘူး။အဲ့တော့ငငယ်တော့ဆိုလို့ရှိရင်ခောက်ဆွဲစားခြင်းတယ်ဆိုအဲ့လိုခောက်ဆွဲချောက်တွေစားခြင်းတယ်ခိုးပြီးစားရတာပေါ့နော်။ပပအရန်စုလို့လေအဲ့တော့အသက်ကြီးလာတဲ့ခါကျတော့ဒီဟာတွေစားလို့ဖြစ်တဲ့ feedback တွေပေါ့နော်အဲ့ဒီကြာရှည်ဆွဲစားလို့ရှိရင်ဖြစ်တဲ့ဟာလေးတွေကိုသိထားတဲ့အခါကျတော့ပပကိုအရင်ကကျေးဇူးတင်တယ်ဒီ ready made စာတွေကိုနှစ်ချိုက်မစားပြစ်တာပပစူခဲ့တယ်စုံမခဲ့တဲ့ဟာတွေကြောင့်ပေါ့နော်ဟိုလိမ်မာတဲ့တွေတော့မပါခိုးစားတဲ့တွေမှာပါတယ်နော်နောက်တစ်ခုကကြတော့ငငယ်တော့ဆိုလို့ရှိရင်အဖွားတွေကလည်းချစ်တော့ရွှေလေးတွေစင်နေတယ်ရွှေဆွဲကျူးတို့လက်စွပ်တို့နဂတ်တွေကတော့ဒါကိုမိမပုံတွေတော့မှဖောက်တာဆိုတော့နဂတ်တွေပါတယ်တော့မရှိဘူးပေါ့နော်အဖွားကလို့ဆွဲကျူးလေးတွေတမတ်သားလို့ဟာလေးတွေအပီဝါနေနေလက်စွပ်တွေမမေတော့ပေးမစင်ဘယ်တော့ပေးဖို့မမေကပေးမဝတ်ဘူးအဖွားလုတ်ပေးထားတာဝတ်ချင်တာသိလားအဲ့ရွှေကိုဝတ်ချင်တာငငယ်တဲ့အောင်နေလောက်တာဆိုတော့အဲ့တော့နောက်အသက်ကြီးလာတဲ့ခါကျတော့ဘာမှမဟုတ်ဘူးတန်ဖိုးမရှိတဲ့ဟာလေးနဲ့ဟိုအသက်အန်ဂျယ်တွေရင်းပြီးတော့မှเนาะပေးသွားတဲ့ကလေးတွေအများကြီးတွေ့ရတဲ့ခါကျတော့အားကြောင့်မမေကိုကျေးဇူးတင်တာပေါ့နော်သူတို့တွေကိုမစင်ခဲ့ဘူးဆိုတာဘာကြောင့်လဲဆိုတဲ့ဟာပိုသိလာတယ်အဲ့တော့ကိုသားသမီးကိုချစ်တယ်ဆိုလို့ရှိရင်ဒီကိုဆင်လိုက်တဲ့ဟာတွေကကိုသားသမီးရဲ့အသက်အန္တရာယ်မဖြစ်စေဖို့အရေးကြီးရယ်နော်ဘာမှမဟုတ်ဘူး10သိန်း15သိန်းလောက်နဲ့ဟိုတလောမှဒီထန်းတပင်နာမှာဖြစ်သွားတာဆိုလို့ရှိရင်သမီးလေးတနာဖို့ကောင်းပါတယ်သူငကက်ကလည်းဘလောက်မှတန်ဖို့ရှိတာမဟုတ်ဘူးပြီးသွားလို့ရှိရင်ခနာကိုလည်းပြီးလိုက်ရတယ်အသက်လည်းပြီးလိုက်ရတယ်ကိုယ့်ရဲ့တန်ဖို့ရှိတဲ့ຢာတွေအကုန်လုံးဆုံးရှုံးသွားတယ်အဲ့တော့အခုဆိုလို့ရှိရင်သမီးမိန်းကလေးမွေးတာပဲဖြစ်ဖြစ်တားယောက်ျားလေးမွေးတာပဲဖြစ်ဖြစ်ဂူးဆိုင်ဖို့လိုပါတယ်အဲ့တော့ခလေးတွေအတွက်ကလည်းဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်လူစိတ်မရှိတဲ့လူတွေအတွက်ကကြတော့အရာတိုင်းအန်ဒီရတွေပဲအဲ့တော့ဒီကိုအသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်ဓာတ်တွေကိုမြင်ရတယ်ကြားရတယ်ဆိုလို့ရှိရင်အဲ့ရကိုမိဘတွေကျေးဇူးတင်တာပါအဲ့တော့ဒီညနေတော့ပပနဲ့မမေနဲ့ကိုလည်းကျေးဇူးတင်တဲ့အကြောင်းပြောရင်းနဲ့အဲ့တော့မိဘတွေကသားသမီးကိုချစ်တယ်ဆိုရင်သားသမီးတွေကိုတန်ဖိုးရှိတဲ့အရာကြီးတွေကိုမစင်ဖို့နော်ကိုသားသမီးတွေကိုနောက်ပြီးတော့လို့ရှိရင် ready made စာတွေပေါ့ကလေးတွေကြိုက်တိုင်းလည်းမကြွေးဖို့အဲ့ဒါလေးကိုလာပြီးတော့ sharing လုပ်တာပါအဲ့တော့အားလုံးမိသားစုအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့တက်ထက်ဆုံးနိုင်နေကြပါရသည်ပေါ့နော်ဟိုဒီလိုခொနင်းနေပေါ့ဘယ်လိုပြောမလဲစိတ်မကောင်းကြတွေနဲ့လည်းမကြုံတွေ့ပြရသေးနဲ့အဲ့တော့ဖြစ်သွားတဲ့ကလေးတွေကလည်းဒီလိုဝိနာကန္နာဝကျွေးရှိခဲ့ရင်လည်းဒီဘဝမှာပဲကြည်ကြပါစေအဲ့တော့အားလေးကိုလာပြီး sharing လုပ်တာပါအဲ့တော့ဟိုကျေးဇူးတင်ထိုက်တဲ့သူအားလုံးကျေးဇူးတင်တာလည်းမင်္ဂလာတစ်ပါးပေါ့နော်အဲ့တော့ကိုကြီးရဲ့မိဘနှစ်ပါးကိုလည်းကျေးဇူးတင်တဲ့အကြောင်းပြောရင်းနဲ့ဒီအသက်အန္တရာယ်ရှိတဲ့အရာတွေကိုမလုပ်ဖို့အတွက်